Okay အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Five ပါကျွန်တော်ဒီနေ့ figure တွေကို review မလုပ်ပါဘူး reaction လည်းမလုပ်ပါဘူးကျွန်တော်ဒီနေ့ဘာလုပ်မလဲဆိုရင်ကျွန်တော် brother တို့ကျွန်တော်လူတယောက်အကြောင်းပြောပြမှာဖြစ်ပါတယ်ကျွန်တော်လူတယောက်အကြောင်းပြောပြမယ်ဆိုတော့ဒီလူကဘာတူလဲဘာလို့ဒီလူအကြောင်းကိုလာပြောပြနေရတာလဲဒီလူကဘယ်လောက်ထိစိတ်ဝင်စားဖို့ကောင်းလို့လဲဆိုရင်ကျွန်တော်ကိုယ်၌ကိုကအဲ့လူရဲ့ biography ကိုကျွန်တော်တည်တဲ့လောက်မသိခဲ့ရဘူးဒါကကျွန်တော်ရှာလိုအပ်နေသေးလို့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့ biography ကိုပဲမချပြတာလားဆိုတာကျွန်တော်လည်းမသိပါဘူးဒါပေမဲ့ကျွန်တော်တည်တဲ့လောက်ကသူက1963ခုနှစ်ဖွားတယ်1993ခုနှစ်မှာသူက prototype designer တယောက်ဖြစ်လာတယ်သူ့ရဲ့မိဘတွေဘယ်သူလဲဆိုတာကျွန်တော်မသိဘူးသူ့ရဲ့ weight ဘယ်လောက်ရှိတယ်ဆိုတာလည်းကျွန်တော်မသိဘူးသူ့ရဲ့အရက်မြင့်ဘယ်လောက်ရှိတယ်ဆိုတာလည်းကျွန်တော်မသိဘူး blood type ဘာညာကျွန်တော်ဘာမှမသိပါဘူးဒါပေမဲ့ကျွန်တော်သိတာကသူက Tamashi Nation ရဲ့19ယောက်မြောက် prototype တယောက်ဖြစ်တယ်ပြီးသွားလို့ရှိရင် SIC product တစ်ခုရဲ့ main stage တယောက်လည်းဖြစ်တယ်လို့ main scatter တယောက်လည်းဖြစ်တယ်Mr. Fake Kanji Ando ဆိုရဲဘယ်တပွေအကြောင်းကျွန်တော်ပြောပြမှာဖြစ်ပါတယ်Mr. Fake Kanji Ando ဆိုတော့ဘာတူလဲပါကြီးတယ်ဘာလို့နာမည်ကြီးရှေ့တက်တဲ့မှာ fake ဆိုတဲ့စကားလုံးကြီးကပါနေရတာလဲအဲ့တကယ်ဆိုကဘာအတွက်အသုံးပြုတာလဲကျွန်တော်ဖတ်ထားတဲ့လောက်တော့ကျွန်တော်သိရတဲ့လောက်ကအဲ့ဒီ fake ဆိုတဲ့စကားစုကသူ့အတွက်မှာဆိုလို့ရှိရင်အတိအကျတစ်ခုထပ်ပို့ရလို့သဘောရပါတယ်ဘာလို့အတိအကျတစ်ခုထပ်ပို့တာလဲဘာကြောင့်အတိအကျတစ်ခုထပ်ပို့ရလို့မင်းကပြောနိုင်ရလဲလို့ brother ဘက်ကနေပြီးတော့ကျွန်တော်မေးလာမယ်ဆိုလို့ရှိရင်ကျွန်တော်ကနေပြီးတော့ကျွန်တော်ဘက်ကနေပြီးပြောစရာတစ်ခုရှိပါတယ်အဲ့ဒါသူထုတ်ထားတဲ့ SIC product တစ်ခုကို brother တို့ဝယ်သုံးကြည့်ပါဝယ်ကြည့်ပါဝယ်စုကြည့်ပါဒါမှမဟုတ်လို့ရှိရင်လည်းဝယ်မစုကျင်ဘူးဆိုလဲ YouTube မှာတွားကြည့်လို့ရပါတယ်အဲ့မှာပါတဲ့ character တစ်ကောင်တိုင်းမှာသူကလုံးဝ detail ကြကိုထည့်ပေးထားတယ်ပုံမှန်တစ်ခုထပ်ပို့ပြီးတိကျတဲ့အရာတွေသူလုပ်ပေးတာကိုကျွန်တော်မြင်ရတာဖြစ်တယ်အဲ့ဒါကြောင့်မို့သူ့ရဲ့နာမည်မှာ shadow တစ်ခုအနေနဲ့ face ဆိုပြီးတော့သုံးတာလို့တော့ကျွန်တော်ထင်တယ်ဒီဘေးရဲ့သူ့ရဲ့ SIC product တစ်ခုကိုသူထားတဲ့ feeling တစ်ခုအကြောင်းလည်းကျွန်တော်ဖတ်လိုက်ရတယ်feeling ဆိုတော့လူတိုင်းမှာရှိကြတယ်ဗျာကျွန်တော်တို့စီမှာလည်းဒီစိတ်ခံစားမှုတွေဆိုတာရှိကြတယ်ဒါပေမဲ့သူ product တစ်ခုအပေါ်မှာထားရတဲ့ feeling ကဘယ်လိုမျိုးလဲဆိုရင်သူကဒီ product တစ်ခုကိုပေါ့သူကလူပုဂ္ဂိုလ်တယောက်ဒါမှမဟုတ်လို့ရှိရင်ဒီမကောင်းတဲ့အရာတွေတွေးတွေလွှမ်းနေတဲ့အရာတွေအညီဟောက်တွေများတဲ့ဂျားထဲမှာမှဒီဖြစ်ပေါ်လာတဲ့နူးညံ့တိမ်မွေးတဲ့အရာတစ်ခုပေါ့သူ့ရဲ့အဲ့ဒီနူးညံ့တိမ်မွေးတဲ့အရာတစ်ခုဆိုပြီးတော့သူကအဲ့လိုမျိုးတင်စားထားတာတွေ့ရတယ်သူ့ရဲ့ခံစားချက်ကအဲ့လောက်ထိကိုဒီ SIC product တစ်ခုအပေါ်မှာသူကမြင့်တက်ထားတယ်ဆိုတော့လည်းကျွန်တော်ဖတ်ရတယ်ဒီဘဲကိုအင်တာဗျူးရဲ့မီဒီယာတော်တော်များများတိုင်းဟာသူနဲ့အင်တာဗျူး Mr. Kanji နဲ့အင်တာဗျူးရတာတော်တော်လေးကောင်းတယ်လို့ရေးရတာကိုကျွန်တော်မြင်တယ်ဘာလို့လဲဆိုလို့ရှိရင်သူကိုယ်တိုင်ကသူ့ရဲ့ schedule တွေသူ့ရဲ့ work time တွေအကုန်လုံးနဲ့သူက busy ဖြစ်နေတဲ့လူတယောက်မို့လို့အဲ့တော့မို့လို့သူ့မှာ interview ချိန်တိတ်မရတော့ဘူးလို့တော့ကျွန်တော်ထင်တယ်Nippon Master တွေဘယ်လောက်ထိအလုပ်လုပ်တယ်ဆိုတော့အဲ့တော့မှကျွန်တော် Mr. Kanji Ando အကြောင်းဖတ်ကြည့်တော့မှ Tamashi Nation ဆိုတာဘာကြီးလဲ Tamashi Nation ဆိုရဲရန်တရားကြီးမှာဘယ်လိုမျိုးဆက်သွားရရှိလာလဲဆိုတာကျွန်တော်ပို့ပြီးရှင်းလင်းလာတယ်သူကသူ့ရဲ့အကြောင်းကိုပြောပြမယ်ဆိုလို့ရှိရင်သူ့ရဲ့ပါတနာတယောက်ကိုလည်းအနည်းဆုံးတော့ကျွန်တော်ပြောပြမှာဖြစ်မယ်အနည်းချင်းပေါ့ဒီသူ့ရဲ့ပါတနာကဘယ်လိုပုံပုံမျိုးလဲဆိုလို့ရှိရင် brother တို့ကြားဘူးလိမ့်မယ်ကျွန်တော်ရှေ့ရ SIC အနာသာအာဂီတို့မှာကျွန်တော်ပြောပြဘူးတဲ့နာမည်တစ်ခုရှိတယ် Mr. Takera ဆိုရဲပါဆင်ပေါ့သူကကြတော့ပို့ပြီးတော့ကျန်းတယ်လို့ကျွန်တော်မြင်တယ်သူ့ရဲ့ creation တွေကိုကျွန်တော်မြင်ဘူးတယ်ကျွန်တော်မြင်လိုက်ရတယ်သူ့ရဲ့ creation တွေကိုမြင်လိုက်ရတဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်လည်းအံ့ဩရတယ်သူက Tamashi Nation ရဲ့ top creator တယောက်ဖြစ်တယ်အဲ့ဒီအကြောင်းတော့ကျွန်တော် Mr. Takera အကြောင်းတော့ကျွန်တော်နောက်ဗီဒီယိုမှာတည်တည်ချာချာရှင်းပြပေးပါမယ်သူ
သူမစ္စတာတာဂဲရာအကြောင်းကိုပါဆက်ပြောလာလို့ရှိရင်တာမာရှိနေရှင်နဲ့ဆက်လာတာမာရှိနေရှင်ကြီးတစ်ခုလုံးနဲ့ဆက်တွေ့လာမှာဖြစ်တဲ့အတွက်မို့လို့ကျွန်တော်အဲ့ဗီဒီယိုကိုကျွန်တော် AC လုပ်ပါမယ်အရင် risk များတဲ့အတွက်မျိုးမို့လို့ကျွန်တော်ဘက်ကလည်းတည်တည်ချာချာလေးအချိန်ယူမှာဖြစ်ပါတယ်အခုလောလောဆယ်တော့ကျွန်တော်စုံစမ်းသိရသလောက်တည်း Mr. Kanji Ando အကြောင်းကိုကျွန်တော်ဆက်ပြောရမှာဖြစ်ပါတယ်အခုသူတို့နှစ်ယောက်ကဘယ်လိုမျိုးအလုပ်တွေလုပ်ကြလဲ SIC product မှာသူတို့နှစ်ယောက်ကဘယ်လိုတာဝန်တွေယူထားရလဲဆိုလို့ရှိရင် Mr. Takera ကကြတော့ကျွန်တော်တို့ဒီ modeling ပိုင်းကိုသူကတာဝန်ယူထားပြီးတော့Mr. Kanji Ando ကကြတော့သူက character design ဘိုင်းနဲ့အဲ့ sculptor ဘိုင်းပေါ့အဲ့အပိုင်းတွေကိုသူတို့တာဝန်ယူလာတာဖြစ်ပါတယ်ဒီ Mr. Kanji နဲ့ Mr. Takera တို့ကသူတို့ကဒီ SIC product တစ်ခုကိုသူတို့ကဘယ်လိုမျိုးထုတ်ထားလဲဆိုလို့ရှိရင်သူတို့ကဆက်သွယ်ချက်၄ခုနဲ့သူတို့ကထုတ်ထားတယ် 4 concept ပေါ့အဲ့ဒီ 4 concept ကဘာတွေလဲဆိုလို့ရှိရင် SIC တရုပ်ဖြစ်လာတော့မယ်ဆိုရင်ပထမစသချင်းရမယ်အရသာ high quality ဖြစ်ကြမယ်ဒုတိယတစ်ခုကပစ္စည်းကောင်းနေဖြစ်နေရမယ်တတိယတစ်ခုကကြတော့အနုပညာဆန်းဆန်းလက်ရမျိုးကိုရလိုက်မယ်နောက်ဆုံးတစ်ချက်ကကြတော့ modern technique သူကကြတော့အဲ့ပုံတွင်းနဲ့ပုံစံပေါ့ကျွန်တော်တို့ SIC အရုပ်တွေနဲ့ SIC အရုပ်တွေနဲ့ရှင်လိုက်လို့ရှိရင် SIC အရုပ်တွေကပို့ပြီးတော့ကွဲပြားနေရအောင်တွေ့ရတယ်အဲ့ဒါတွေမှာလဲ scaleful ဖြစ်နေသူတို့နှစ်ယောက်ကအဲ့လိုတွဲပြီးတော့လုပ်တယ်ဆိုပြီးတော့ဒီ SIC product တစ်ခုကိုထုတ်လုပ်လာရဆိုပြီးတော့ကျွန်တော်ဘက်ကကျွန်တော်သိရတယ်ပေါ့ဒီ character တယောက်ရဲ့ဒီ writer တစ်ကောင်ဒါမှမဟုတ်လို့ရှိရင် character တယောက်ကိုသူတို့က manga ကိုအခြေပြုတာဗျာအဲ့ manga ကိုအခြေပြုပြီးအဲ့ character တယောက်ရဲ့မူလရဲ့ပုံစံကိုလည်းသူတို့ကမပြတ်သွားဘူးဒါပေမဲ့ဒီ high quality ရဲ့ဖြစ်ရမယ်ဆိုပြီးတော့အကုန်လုံးကိုအဖက်ဖက်အတင်းတင်းမျှတောင်းသူတို့က fair ဖြောင်လုပ်ပေးထားတယ်ဒီထုတ်ကုန်ပေါ့ဒီထုတ်ကုန်ကတော်တော်လေး creative ဖြစ်တယ်လို့ကျွန်တော်မြင်တယ်Mr. Kanji Ando ကဒီ SIC design ဘိုင်းတစ်ခုတည်းကင်ထားရလားဆိုတော့လေမဟုတ်ပြန်ဘူးဒါပေမဲ့ तू ကဘယ်ဘိုင်းတွေမှာထပ်ကင်ထားလဲဆိုလို့ရှိရင် animation ဘိုင်းတွေမှာလည်း तू ပါတယ်ပြီးသွားလို့ရှိရင် तू ကgame ဘိုင်းတွေမှာလည်းပါတယ်ရှေ့ပြေးပုံချမ်းရှေ့ပြေးနမူနာပုံချမ်းရဲ့teacher တယောက်ဖြစ်တယ်ဆရာတယောက်ဖြစ်တယ်လို့လည်းကျွန်တော်သိရတာလေဒီbrother တို့ထဲမှာ animation ကြည့်ရလူတွေဆိုလို့ရှိရင်ကျွန်တော်အဲ့ animation နာမည်မေ့နေလို့အဲ့ဆိုရဲ main character တစ်ကောင်ရှိတယ်သူက game ထဲမှာပေါ့ဗျာအဲ့ဒီ game ထဲမှာသူကသူ့ရဲ့ခေါင်းရိုးခေါင်းကြီးအဲ့ဒီ character ရဲ့ရှေ့ပြေးနမူနာပုံစံကိုလည်း Mr. Kanji Ando ကပဲဆွဲတာပါသူကဘလောက်ထိကိုသူ့ရဲ့အလုပ်ပေါ်မှာစိတ်ဆက်လဲဆိုလို့ရှိရင်သူကိုယ်တိုင်အကဲဖြတ်တယ်အဲ့ဒီသူအယုတ်တရုတ်အဲ့ဒီ figure တရုတ်ထွက်လာပြီဆိုရင်သူကိုယ်တိုင်အကဲဖြတ်တယ်သူ့ရဲ့အကဲဖြတ်မှုကလည်းလုံးဝ high ဖြစ်တယ် high quality ဖြစ်တယ်လို့ရေးရတာကိုတွေ့တယ်သူကလုံးဝအဲ့ဒီအကဲဖြတ်မှုမှာလည်းသူကမြင့်တယ်ပေါ့အကဲဖြတ်တာလည်းကျန်းတယ်သူအလုပ်ကိုလည်းလုံးဝဖိဖိစီစီတည်တည်ချာချာလုပ်တယ်လို့လည်းတွေ့ထားရတယ်နီပွန်မာစတာတွေတော်တော်များများကကျွန်တော်သိရတဲ့လောက်ကတော့ဂျပန်မှာသူတို့ကအလုပ်ကိုပဲဦးစားပေးကြရလို့ကြားတယ်သူတို့ရဲ့အလုပ်လုပ်ချိန်တွေသူတို့ရဲ့အဲ့နေ့ရက်တည်းမှာပေါ့သူတို့အလုပ်ချိန်တွေနဲ့ပို့ပြီးကုံဆုံးဖြစ်တယ်လို့တော့ကျွန်တော်သိရတယ်ကျွန်တော်သိရတဲ့လောက်ပေါ့ပြောပြတာဒါပေမဲ့ Mr. Kanji Ando ကလည်းကျွန်တော်သူ့ရဲ့ interview တွေကိုဖတ်ရတဲ့လောက်သူ့ရဲ့ biography ကိုထူထူထူတင်ပြထားတာမရှိဘူးသူ SIC camera writer ရေလို့တော့မဟုတ်ဘူး character တွေစထုတ်ထဲကနေပြီးတော့ SIC နောက်ဆုံးဒီ drive ပေါ့ drive ကနောက်ဆုံးထွက်ထားတာ IT ကိုသူ့ရဲ့လက်ရာတွေကပါနေတယ်အဲ့တော့မလို့သူ့ရဲ့အလုပ်မှာသူဘယ်လောက်ထိ high quality ဖြစ်လဲဆိုတာကိုကျွန်တော်မြင်ရတယ်ဒီအဲ့ပြင်မှာတော့သူအဲ့Tamashi Nation မှာဒီ scatter ဘိုင်းပေါ့အဲ့ scatter ဘိုင်းကိုလည်းသူကိုယ်တိုင်တင် जा ပေးရလို့ကျွန်တော်သိရပါတယ်ဒီဘေးက1963ခုနှစ်မှာမွေးဖွားတဲ့ Mr. Kanji Ando ဆိုတဲ့ဒီဘေးကကာနာဂဝပြည်နယ်မှာဂျပန်ပြည်နယ်ကာနာဂဝပြည်နယ်မှာမွေးဖွားရလို့ကျွန်တော်သိရပါတယ်သူက
အဲ့ဒီ prototype designer တယောက်မဖြစ်ခင်မှာသူကရှေ့မှာ sound story ဖွင့်တယ်လို့တော့ကျွန်တော်ကြားဘူးလေဗျကျွန်တော်အဲ့လောက်တော့ကျွန်တော်လက်လန်းမီတော့သိခဲ့ရတယ်ဒါပေမဲ့ Mr. Kanji Ando ပြောခဲ့တာတခုတော့ရှိရဲ့အင်တာဗျူးတစ်ခုမှာအဲ့ဒါလေးကိုကျွန်တော်ပြောပြပေးမယ်ခမားတို့စီမှာ prototype teacher တယောက်ဒါမှမဟုတ်လို့ရှိရင်ခမားတို့ကိုယ်တိုင်ကဒီပုံချမ်းနမူနာဆွဲတတ်တဲ့လူတယောက်ဆိုလို့ရှိလို့ရှိရင်ဒီသူ့စီကိုလိပ်စာကလေးထားခဲ့ဖို့အကြံပေးခဲ့ရပေါ့ဘာလို့လဲဆိုတော့သူ့စီမှာအဲ့ဒီနမူနာပုံချမ်းနမူနာဆွဲတတ်တဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းကောင်းတွေအများကြီးရှိရလို့လည်း Mr. Kanji Ando ကပြောခဲ့ပါတယ်ခင်ဗျာလောလောဆယ်ကျွန်တော်သိရတဲ့လောက်ကတော့ Mr. Kanji Ando ရဲ့အကြောင်းကတော့ဒီလောက်ပဲရှိပါသေးတယ်ဒီထပ်ပို့ပြီးသိလာတဲ့အခါမှာလည်းကျွန်တော် Mr. Kanji Ando အကြောင်းတွေကိုညှပ်ပြီးပြောရမှာဖြစ်သလိုပတ်တူးဆိုပြီးတော့လည်းကျွန်တော်ပို့သိလာတဲ့အခါကျလို့ရှိရင်ထပ်ပြောပြပေးမှာဖြစ်ပါတယ်အခုတော့ကျွန်တော် Mr. Kanji Ando အကြောင်းကိုကျွန်တော်လက်လန်းမိသလောက်ပြောပြပေးခဲ့တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ဖို့အကူအညီတောင်းချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ brother တို့ဘက်ကလည်း Mr. Kanji Ando အကြောင်းကိုပို့ပြီးသိရလူများရှိခဲ့ရင်ကျွန်တော်ရဲ့ comment အောက်လေးမှာဝင်ပြီးတော့မှတ်နိုင်ပါတယ်ကျွန်တော်မှာလိုအပ်ချက်လေးရှိရတော့မလို့ကျွန်တော်ရဲ့လိုအပ်ချက်လေးတွေကိုပြန်ပြီးတော့ comment မှာပြောခဲ့လို့လည်းရပါတယ်ကျွန်တော်သိရတဲ့လောက်တော့အကုန်လုံးကျွန်တော်လက်လန်းမိတဲ့လောက် brother တို့ကျွန်တော်အကုန်ပြောပြပေးသွားပါတယ်ဒီ Mr. Takera အကြောင်းကိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုမှာကျွန်တော်ထပ်ပြီးရှင်းပြပေးသွားပါပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော် brother တို့ bonus ပေးချင်တာအခြားတော့မဟုတ်ပါဘူးခုနောက်တော့ကျွန်တော်ရဲ့ vlog မှာကျွန်တော်ပြောခဲ့ပါတယ် drive ကနောက်ဆုံး SIC ရဲ့ series လို့ကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒါကြီးမှားနေတယ်တကယ်နောက်ဆုံးထွက်ထားတဲ့ rider ဘယ် rider လဲဆိုတော့ကျွန်တော်ရဲ့ favorite ဖြစ်တယ်ကျွန်တော်5 step ကိုပိုကြိုက်တဲ့ rider ပေါ့ car rider development ဘိုင်းမှာရော anti rider တကောင်လေးဖြစ်တဲ့အတွက်မို့လို့ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့2015မှာထွက်ထားတဲ့ Amazon reboot ထဲမှာပါတဲ့ Amazon Alpha ပေါ့အဲ့ကောင်က SIC series ရဲ့နောက်ဆုံးထွက်ထားတဲ့2018အောက်တိုဘာမှာထွက်ထားပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်